လေးကိုညံကောင်းလိုက်တာလို့မချီးမွမ်းပါနဲ့တင့်ကလေးကိုအတန်9နှစ်မတိုင်ခင်မှာစာရီကနန်းတွေအလောတကြီးတင်ပေးနေမိသလားတကယ်တော့အဲ့ဒါတွေချက်ပိုရေးကြည့်တာကကလေးရဲ့အုံနောက်အုံမြင့် brain foundation ခိုင်မာဖို့ပါအိမ်တလုံးစောက်တယ်လို့ပါပဲအုံမြင့်မခိုင်ပဲအမိုးမိုးတို့မရပါဘူးဒီဗီဒီယိုလေးထဲမှာမိဘတိုင်းသိထားတဲ့အဓိကအခြေခံမှု၃ချက်ကိုရှင်းပြပေးထားပါတယ်နံပါတ်1အပြန်လန်တုံ့ပြန်မှုခလေးကအသင်ကိုပေးချိန်မှာအာယုံဆိုင်ခိုင်းနေရလဲဆိုတာကိုသတိထားခဲ့ဖြတ်ပါဥပမာလက်ညှိုးထိုးပြတာအတန်ပြုတ်တာဥအဲလှုပ်တာမျက်လုံးချင်းစုံအောင်ကြည့်တာဒါမှမဟုတ်ပစ္စည်းတစ်ခုခုကိုလာပေးတာမျိုးပါသူတို့စိတ်ဝင်စားနေတာကိုသင်လဲလိုက်ပြီးအာယုံဆိုင်ပေးဖို့အရေးကြီးပါတယ်နော်သူတို့နဲ့အတူပြန်လန်တုံ့ပြန်ပေးပါခလေးကတစ်ခုခုပြရင်သင်ကလည်းအတိမတ်ပြုကြောင်းပြန်လုပ်ပေးပါဘယ်လိုလုပ်ရမလဲဆိုရင်ပြုံးပြပါကောင်းချင်းပြပါဒါမှမဟုတ်အိုးဟုတ်လားလို့အားပေးစကားပြောပေးပါဒါဟာကလေးကိုငါ့ရဲ့တုံ့ပြန်မှုကအရေးပါတယ်ဆိုတဲ့ခံစားချက်မျိုးပေးစွမ်းနိုင်ပါတယ်နာမည်တက်ပြီးပြောဆိုပါကလေးကလက်ညှိုးထိုးပြတဲ့အရာကိုနာမည်တက်ပြီးပြောပေးပါဥပမာကလေးကခွေးလေးကိုလက်ညှိုးထိုးပြရင်ဟုတ်တယ်အဲ့ဒါခွေးလေးပဲအမွှေးလေးတွေကနူးညံ့နေတာပဲနော်လို့ပြောပေးပါဒါဟာကလေးရဲ့အုံနောက်ထဲမှာပစ္စည်းတစ်ခုနဲ့အခေါ်အဝေါ်ကို neural connection အဖြစ်အခိုင်အမာချိတ်ဆက်ပေးလိုက်တာပါနံပါတ်2အတူတူစောကစားပေးပါစခရင်တိုင်းကိုကန်တက်လိုက်ပါတုံးစင်နာဘောလုံးကစားတာတွေကကလေးရဲ့စဉ်းစားဉာဏ်နဲ့စိတ်လှုပ်ရှားမှုထိန်းချုပ်မှုကိုတိုက်ရိုက်တိစောက်ပေးပါတယ်ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ပြောမယ့်အစားကလေးနဲ့အတူတူစောကစားပေးပါစူးစမ်းမှုကိုပဲချီးမွမ်းပါညံကောင်းလိုက်တာလို့မပြောပါနဲ့အဲ့ဒီအစားမရမကစူးစမ်းတာတော်လိုက်တာလို့ပြောပေးပါဒါမှကလေးကခက်ခဲတဲ့အရာတွေကိုစိန်ခေါ်ရတဲ့စိတ်သက်ရှိလာမှာဖြစ်ပါတယ်နံပါတ်3အရေးကြီးဆုံးကာကွယ်မှုအမြဲတမ်းပြင်းထန်နေတဲ့စိတ်ဖိစီးမှုကအုံနောက်ဆဲတွေကိုပျက်စီးစေပါတယ်ခလေးကြီးကြနေရင်အော်မဟစ်ပါနဲ့စကားအများကြီးမပြောပါနဲ့သူတို့ရဲ့ပြီးမှာတည်တည်ငြိမ်ငြိမ်ရှိနေပြီးခြင်းကခလေးကိုစိတ်အေးသွားစေပြီးအုံနောက်ကိုကာကွယ်ပေးရရောက်ပါတယ်နောက်ထပ်လည်း parenting tips လေးပြောပြသွားမှာဖြစ်လို့ follow and like and share လုပ်ခဲ့ပေးပါအောင်နော်